အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့အာရှမှာရှိတဲ့ထိုင်းနိုင်ငံနဲ့အိန္ဒိယအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အာရှမှာအိန္ဒိယထင်ရှားကျော်ကြားတဲ့နိုင်ငံအဖြစ်ယက်တီနိုင်ငံချင်းမှာပထဝီဝင်တဲ့လူဦးရေထင်ရှားခြင်းတောင်အာရှတွင်တည်ရှိတဲ့နိုင်ငံဖြစ်ပြီးတော့ကမ္ဘာပေါ်မှာအကျယ်ဝန်းအားဖြင့်တသမမြောက်အကြီးဆုံးနိုင်ငံဖြစ်တယ်ကမ္ဘာပေါ်မှာလူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး2024တကောင်စင်းရလူဦးရေ143ခရီးကျော်ရှိပြီးတော့ကမ္ဘာလူဦးရေရဲ့7.31%ရာခိုင်နှုန်းပိုင်ဆိုင်ထားပါတယ်။နဲ့တမိုင်းဝင်တဲ့ယဉ်ကျေးမှုကြွယ်ဝခြင်းအိန္ဒိတောင်ကြားယဉ်ကျေးမှုပေါက်ဖွားရာဒေသဖြစ်ကအိန္ဒိယ၏ရှိလျားတဲ့တမိုင်းအကြောင်းအတွင်းနဲ့စီးပွားရေးနဲ့ယဉ်ကျေးမှုဆိုင်ရာကြွယ်ဝချမ်းသာတဲ့ဒေသအဖြစ်သတ်မှတ်ခံထားရပါတယ်။ကမ္ဘာဘာသာကြီး၄ခုဖြစ်သောဟိန္ဒူဘာသာ၊ဗုဒ္ဓဘာသာ၊ဂျိန်းဘာသာနဲ့စိတ်ဘာသာတို့ကိုပေါ်ထွန်းနေရာဒေသဖြစ်တယ်။စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ခြင်းကမ္ဘာပေါ်တွင်ဈေးကွက်ငွေကြေးလဲလှယ်နှုန်းဖြင့်ကြည့်မယ်ဆိုရင်စီးပွားရေးအရ12ခုမြောက်အကြီးဆုံးနိုင်ငံဖြစ်ပြီးတော့16ခုမြောက်ဝယ်အားအကောင်းဆုံးနိုင်ငံဖြစ်ပါတယ်။ဒီမိုကရေစီနိုင်ငံရေးစနစ်ကမ္ဘာပေါ်တွင်လူဦးရေအများဆုံးသောဒီမိုကရေစီနိုင်ငံဖြစ်တယ်။ဒီမိုကရေစီကအိန္ဒိယရဲ့အခြေခံဖြစ်ပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေကကမ္ဘာပေါ်တွင်အရှိဆုံးနဲ့အသေးစိတ်ကြဆုံးဖြစ်တယ်။အိန္ဒိယတွင်လာရောက်လည်ပတ်မှုများသည့်နေရာများတာဂျ်မဟာ2019ခုနှစ်တွင်ဝီကီပီဒီးယားထဲမှာတစ်ကမ္ဘာလုံးသွားလာလည်ပတ်သူအများဆုံးတမိုင်းဝင်အဆောက်အအုံများရှိတဲ့ရှင်းနေရမြောက်မှာလည်းတွေ့နိုင်ပါတယ်။ထို့အပြင်အိန္ဒိယတွင်ဘင်ဘတ်ကမာရန်ကအာဂရာဖော့နဲ့အမ်မာဖော့တို့လည်းရှိပါတယ်။အဲချင်းမှာထိုင်းဒီအာဆီယံအသစ်စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်ပြီးကမ္ဘာအကြီးဆုံးsảnထုတ်နိုင်ငံများတဲ့တွင်တနိုင်ငံအပါအဝင်ဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းများမှာကားထုတ်လုပ်မှု၊စက်မှုလက်မှု၊စားတောက်ကုန်ထုတ်လုပ်မှုနဲ့အထူးသဖြင့်ခီးသားလုပ်ငန်းအားထိုင်းစီးပွားရေးအဓိကဝင်ငွေအရာစုလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ထို့ပြင်ချူလာလောင်ကုန်း University နဲ့ Mahidol University တို့ကထိုင်းနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်များဖြစ်ပြီးအာဆီယံတွင်ထိပ်တန်းအဆင့်တက္ကသိုလ်များဖြစ်လာခဲ့ကြပါတယ်။ထိုင်းနိုင်ငံဒီဆေးပညာသိပ္ပံနှင့်နည်းပညာပညာရေးအပေါ်အထူးအာရုံစိုက်ထားကနိုင်ငံတကာကျောင်းသားများလည်းလာရောက်လေ့လာနိုင်တဲ့အစီအစဉ်များလည်းထည့်သွင်းထားပါတယ်။ထိုင်းနိုင်ငံဤထင်ရှားသည့်နေရာများရဲ့တွင်ဘန်ကောက်မြို့ရှိ Grand Palace ကအထူးထင်ရှားရဲ့တမန်ဝင်နန်းတော်ဖြစ်ပြီးနိုင်ငံတကာ၏အထိမ်းအမှတ်အဓိကနေရာတစ်ခုအဖြစ်လည်းထင်ရှားပါတယ်။ထို့ပြင်မြောက်ပိုင်းတွင်တည်ရှိရဲ့ချင်းမာမြို့တည်ယဉ်ကျေးမှုဓလေ့နှင့်ဖျားเจ้าများအများဆုံးရှိတဲ့မြို့တစ်မြို့အဖြစ်လူသိများကထိုင်းနိုင်ငံဤဖူခန်နှင့်ခရာဗီကမ်းခြေများသည်လည်းကမ္ဘာလုံးဆိုင်ရာခီးသားများအတွက်အလားဆုံးတဘာဝအပန်းဖြေနေရာများအဖြစ်နာမည်ကြီးပါတယ်။စင်ကာပူနိုင်ငံသည်အာရှတွင်ထင်ရှားကျော်ကြားရခြင်းမှာစီးပွားရေးကမ္ဘာပေါ်ရှိနိုင်ငံနှင့်မြို့တော်တစ်ခုလည်းဖြစ်သောနိုင်ငံ၃ခုတွင်တစ်ခုအပါအဝင်ဖြစ်ပါတယ်။ပင်လယ်နှင့်လေကြောင်းကုန်သွယ်မှုလမ်းကြောင်းများပေါ်တွင်တည်ရှိတဲ့အာရှရှိနိုင်ငံတကာတည်ယူပို့ဆောင်ရေးအချက်အခြာဌာနတစ်ခုလည်းဖြစ်ပါသည်။စင်ကာပူသည်ဟောင်ကောင်တောင်ကိုရီးယားထိုင်ဝမ်နှင့်အတူအာရှကြားလေးကောင်တွင်ကနဦးကလေးကပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ GDP အရအခြားကြားသုံးကောင်ကိုကျော်တက်သွားခဲ့ပြီလည်းဖြစ်တယ်။စင်ကာပူကကမ္ဘာစတုတ္ထမြောက်ဦးဆောင်ငွေကြေးဌာနဒုတိယအကြီးဆုံးကာစီနိုလောင်းကစားပြုရာနေရာနှင့်ထိပ်တန်းရေနံချက်လုပ်ရာနေရာသုံးခုတွင်တစ်ခုအပါအဝင်လည်းဖြစ်ပါသည်စင်ကာပူသည်ခြားစားမှုအကင်းဆုံးတီထွင်ကျန်းစားမှုအကောင်းဆုံးပြိုင်ဆိုင်မှုအများဆုံးနှင့်စီးပွားရေးလုပ်ရင်အကောင်းဆုံးနေရာများထဲမှာတစ်ခုအဖြစ်သတ်မှတ်ခြင်းခံထားရပါသည်ကျွမ်းကျင်အလုပ်သမားများပေါ်များမှုအခွန်အခနှုန်းထားတက်တာခြင်းနှင့်ခိမိသောအခြေခံအဆောက်အအုံများကြောင့်များပြားလှစွာသောနိုင်ငံဂျာယင်းနှီးမြုပ်နှံမှုများကိုဆွဲဆောင်နိုင်တဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ကျန်းမာရေးဖွံ့ဖြိုးပြီးနိုင်ငံများထဲတွင်ကျန်းမာရေးအသုံးစိတ်နည်းပါးတော့လည်းထိရောက်သည့်ကျန်းမာရေးဆောင်ရှောက်မှုစနစ်ရှိပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့မှကမ္ဘာ့အဆင့်6အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ပညာရေးထူးချွန်ခြင်းနိုင်ငံတကာတွင်တင်ချာနှင့်သိပ္ပံဘာသာရပ်များကိုစစ်ဆေးသောဆောင်ရွက်ပွဲများတွင်စင်ကာပူကျောင်းသားများကအမြဲထိပ်ဆုံးအဆင့်5ဆင့်တွင်ပါဝင်ကြပါသည်။စင်ကာပူအမျိုးသားတက္ကသိုလ်နှင့်နယန်းနည်းပညာတက္ကသိုလ်တို့ကကမ္ဘာတက္ကသိုလ်များစံခွဲအဆင့်စီစဉ်ခြင်းအရကမ္ဘာအဆင့်1မှ13တွင်ဝင်ခဲ့ပါသည်။ပြည်ရေးစွမ်းဆောင်ရည်စ
င်ကာပူ၏စစ်တပ်သည်အရှေ့တောင်အာရှတွင်နည်းပညာအားဖြင့်အမြင့်မားဆုံးစစ်တပ်ဖြစ်ပြီးနိုင်ငံပြင်ပစီးရေးများတွင်စီးရေးနှင့်အရသားကိစ္စများကိုကူညီရန်တပ်များစီလိုရှိပါသည်။အာရှနဂါးလေးကောင်ဖြစ်တဲ့ဟောင်ကောင်၊တရုတ်၊စင်ကာပူ၊ထိုင်ဝမ်တို့သည်အာရှတွင်ထင်ရှားသောနိုင်ငံများဖြစ်ပြီးထင်ရှားရခြင်းအကြောင်းမှာအာရှတိုက်ရဲ့စက်မှုနိုင်ငံတွေဖြစ်တာကြောင့်ပဲဖြစ်ပါတယ်။အာရှနဂါးလေးကောင်ရဲ့စီးပွားရေးအင်အားတောင်းတင်းလာမှုကကမ္ဘာစီးပွားရေးကိုလွှမ်းမိုးထားခဲ့တော့အမေရိကန်နဲ့ဥရောပနိုင်ငံများကိုလည်းတုံ့လုံစေခဲ့ပါတယ်။ဂျပန်နိုင်ငံသည်လည်းအာရှတွင်ထင်ရှားသောစက်မှုနိုင်ငံဖြစ်ပါတယ်။ဂျပန်နိုင်ငံကကဏ္ဍအများပြားတွင်ထင်ရှားတော်ကြရဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဂျပန်ကျွန်းများသည့်ပစိဖိတ်မီးကွင်းပေါ်တွင်တည်ရှိသောကြောင့်ငလျင်လှုပ်ခတ်မှုနှင့်ဆူနာမီများမကြာခဏဖြစ်ပေါ်လေရှိကဖွံ့ဖြိုးသောနိုင်ငံများတွင်တဘာဝဘေးအန္တရာယ်အတွက်အမြင့်ဆုံးအန္တရာယ်ရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခြင်းနေကြီးပြန်လည်တည်ဆောက်ရေးခေတ်1868ခုနှစ်မှစ၍ပြောင်းလဲလာခဲ့သောဂျပန်က2012ခုနှစ်စီးရဲ့အရအမေရိကန် GDP ဖြင့်ကမ္ဘာပေါ်တွင်တတိယအကြီးဆုံးစီးပွားရေးရှိသောနိုင်ငံဖြစ်ပြီးဝယ်ယူနောက်ဆုံးကချမှုနှုန်းအရစတုတ္ထအကြီးဆုံးစီးပွားရေးရှိစက်မှုလုပ်ငန်းဖွံ့ဖြိုးသောကမ္ဘာအင်အားကြီးနိုင်ငံဖြစ်ခြင်းနည်းပညာစက်ပစ္စည်းနှင့်စက်ရုပ်ပေါင်းဆောင်ရာနယ်ပယ်များတွင်ကမ္ဘာဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်ခြင်းစက်မှုထုတ်လုပ်မှုနှင့်အသုံးပြုမှုတွင်ကမ္ဘာရှေ့ဆောင်ဖြစ်ပြီးကမ္ဘာပေါ်ရှိစက်ရုံများ၏တဝက်ခန့်ကိုပါဆောင်ထားကြောင်းလည်းသိရပါတယ်။မော်တော်ကားဥပမာတိုယိုတာအီလက်ထရောနစ်ပစ္စည်းများစက်ကိရိယာများစားရကုန်ပစ္စည်းမျိုးစုံထုတ်လုပ်နိုင်စွမ်းရှိက Tokyo Stock Exchange သည်အာရှတွင်အကြီးမားဆုံးကမ္ဘာပေါ်တွင်ဒုတိယအကြီးဆုံးဖြစ်ခြင်းကြောင့်လည်းထင်ရှားပါတယ်။ဤဆဲဝိပုဖျားကြောင့်နှင့်ကီယိုတိုမြို့မှရွှေကျောင်းတော်ဖျားကျောင်းကဲ့သို့သောဗိတုကလျာများကလည်းထင်ရှားပါတယ်။ဖျားကုန်းမှရွှေခမ်းမနှင့်ငါးထပ်ဖျားတို့သည်ကမ္ဘာပေါ်တွင်ရှိကြသောတရားအဆောက်အအုံများတွင်ပါဝင်ပြီးယူနက်စကိုကမ္ဘာအမွေအနှစ်နေရာများစီရင်မှုဖြစ်ပါတယ်။ဤစုခုရှိမှဝိပုကျောင်းမှခေတ္တကားကဂျပန်နိုင်ငံ၏အလှဆုံးနေရာတစ်ခုတွင်တစ်ခုအပါဝင်ဖြစ်ပြီးယူနက်စကိုကမ္ဘာအမွေအနှစ်နေရာလည်းဖြစ်ပါတယ်။မန်ဂါဟုခေါ်သောရုပ်ပြစာအုပ်များနှင့်မြင့်မားစစ်တက်လာသောအနီမေများသည်ကမ္ဘာတစ်ဝှမ်းတွင်ကြော်ကြားခြင်းဂိုင်းကြီးပုံရင်းများ The Tree of ဂိုင်းကြီးသည်ကမ္ဘာပထမဆုံးဝတ္ထုအဖြစ်အများလူရည်ညွှန်းခံရခြင်းစာရေးဆရာပြစုနာရီကာဝါဘာရာနှင့်ကင်ဆာဘူရူအိုအေတို့ကစာပေဆောင်ရာနိုဘယ်ဆုကိုရရှိခဲ့ပူပါတယ်ဂျပန်၏ကျယ်ပွင့်ရရှိသောစားသောက်ဆောင်အရေးအတွက်ကအချမ်းမြင့်သည့်နိုင်ငံထပ်မဆိုများခြင်းတိုကျိုတက္ကသိုလ်နှင့်ကီယိုတိုတက္ကသိုလ်တို့ကထိပ်တန်းအဆင့်သတ်မှတ်ခံရသောတက္ကသိုလ်များဖြစ်ပါတယ်။ဂျပန်မှာကျောင်းသားများကနိုင်ငံတကာအရေးချင်းစစ်ဆောင်မှုပွဲများတွင်လည်းထူးချွန်ကြ၍အရေးအသွေးကောင်းသောပညာရေးစနစ်ရှိပါတယ်။ဂျပန်နိုင်ငံသည်ပြည်ထောင်စုပါလီမန်စနစ်ကိုကျင့်သုံးပြီးအချုပ်အခြာအာဏာသည်ပြည်သူတွေထံမှသာရှိပါတယ်။အမျိုးသားဘောလုံးအသင်းကအာရှဖလားကို၄ကြိမ်ရရှိခဲ့ကအမျိုးသမီးဘောလုံးအသင်းကလည်း2017ခုနှစ်ဖီဖာကမ္ဘာဖလားကိုဆွတ်ခူးခဲ့ပါတယ်။ထို့အပြင်နိုင်ငံတကာဖွံ့ဖြိုးရေးရန်ပုံငွေအတွက်တတိယအများဆုံးလှူဒါန်းသောနိုင်ငံဖြစ်ခြင်းရာသီဥတုအမျိုးမျိုးကွဲပြားမှုရှိခြင်းကမ္ဘာပေါ်တွင်လူသက်တမ်းအားဖြင့်ဒုတိယအရှိဆုံးနိုင်ငံဖြစ်ခြင်းတို့ကြောင့်လည်းထင်ရှားပါတယ်။ကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့ဒီမှာတင်ပြီးဆုံးသွားပြီဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်ရှုပြီးတဲ့အတွက်လည်းအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။